အားလုံးပဲခုနိုင်ပါမင်္ဂလာညာချမ်းပါဘောကအိမ်မှာမိမိကစီးပွားရေးလုပ်တော့မယ်ဆိုရင်မိမိလုပ်တဲ့စီးပွားရေးကအပြည့်လို့မလို့မိမိကိုယ်ကိုစဉ်းစားမိလားမိမိတို့ရဲ့လုပ်တဲ့စီးပွားရေးကအပြည့်လို့မလို့အဲ့တော့မြတ်စွာဘုရားရှင်ကိုရောင်ကြီးကစီးပွားရေးလုပ်တဲ့အခါမှာနော်အပြည့်လုပ်တဲ့စီးပွားရေးကိုလုပ်ပါတမာစီးပွားကြတဲ့စီးပွားရေးကိုလုပ်ပါတဲ့အပြည့်မလုပ်တဲ့စီးပွားရေးကပါတယ်၅ချက်ရှိ၅မျိုးရှိနော်နံပါတ်1သူများကိုတည်စီနိုင်တဲ့လက်နက်တွေထုတ်လုပ်ရောင်းချခြင်းရောင်းဝယ်ဖောက်ကားခြင်းထုတ်လုပ်သူရောရောင်းဝယ်ဖောက်ကားတဲ့လူတွေရောနော်အဲ့ဒီထုတ်လုပ်တဲ့နော်လက်နက်တွေနဲ့တပ်ဖြတ်တာတွေရောအကုန်ပါတာမလုံးနဲ့တဲ့ဘယ်သူမှမလုံးနဲ့နံပါတ်1နံပါတ်2အစိတ်တောက်လက်နက်တွေအစိတ်တောက်တွေတတ္တဝါတွေကိုတည်စီနိုင်တဲ့အစိတ်တွေကိုမဖော်နဲ့တဲ့အဖော်တဲ့လူရောနော်ဝယ်တဲ့လူရောရောင်းတဲ့လူရောနော်တတ်တဲ့လူရောအတူတူပဲတဲ့ကိုယ်တိုင်တိုက်တွန်းစင်မွန်းစိတ်တူအတူတူပဲနံပါတ်3နော်အရက်ဒေတာမွေးဒေတာတွေကိုနော်ရောင်းချခြင်းနော်ထုတ်လုပ်ရောင်းချခြင်းရောင်းဝယ်ဖောက်ကားခြင်းထုတ်လုပ်သူရောရောင်းချသူရောတောက်စားသူရောအတူတူပဲယူတူပေါ်လတီဖြစ်တယ်တန်တရားဆက်တဲ့နော်ညာရီထုံတိုင်းတယ်ရောင်းတဲ့လူရောနော်ညာရီထုံတိုင်းတယ်ကိုယ်တိုင်တိုက်တွန်းချင်းမွန်းစိတ်တူနံပါတ်4နော်တတ္တဝါတွေကိုတဲ့တက်ဖြတ်နော်စားတော့ဖို့အတွက်မွေးမြူနော်တက်ဖြတ်ခြင်းတွေမလုပ်ရဘူးတဲ့တတ္တဝါတွေကိုစားဖို့တောက်ဖို့နော်မွေးမြူပြီးတော့တက်ဖြတ်တာတွေမလုပ်ရဘူးတဲ့။ရောင်းဝယ်ဖောက်ကားတာမလုပ်ရဘူး။ဝတ်တင်မွေးတယ်ဝတ်တင်တက်ပြီးရောင်းတယ်နော်စားတယ်တန်ပန်းတီးတော့စားတယ်။တွန်းသူဈေးထဲမှာအပန်းတကူသွားစားတာကိစ္စမရှိဘူး။နော်ကိုရှိမှတက်တယ်မြင်တာဈာသားမြင်တာယုံမတန်တဲ့သာမစားရဘူးတဲ့။နံပါတ်5လူကုန်ကူးခြင်းလူကုန်ကူးတယ်ရောင်းတယ်ကလေးတွေကိုရောင်းတယ်လူတွေကိုရောင်းတယ်နော်ပွဲသားလုပ်တယ်ဒါမျိုးရောင်းဝယ်ဖောက်ကားတာတွေကိုနော်မလုပ်ရသလိုကိုယ်တိုင်လည်းမိမိခန္ဓာကိုယ်နဲ့ရင်းပြီးတော့ရောင်းဝယ်ဖောက်ကားခြင်းမလုပ်ရဘူးတဲ့ဒီတော့ရောင်းဝယ်ဖောက်ကားခြင်းမလုပ်တဲ့5မျိုးလွတ်တာတွေအကုန်လုပ်လို့ရတယ်နော်အဲ့ဒီပြင်မှာအနုစိတ်ကလေးရှိသေးတယ်လောင်ကစားတွေကတော့ဒါအနုစိတ်ကလေးတွေပေါ့ခုနကြီးကြီး5မျိုးကတော့ဒီရောင်းဝယ်ဖောက်ကားခြင်း5မျိုးနဲ့လုံအောင်လုပ်ကြပါမိမိတို့ကိုမင်းမိလားမိမိတို့လွတ်ရလားလွတ်ရင်လွတ်အောင်လုပ်ပါမလွတ်တဲ့လူတွေဘယ်လိုသွားမလဲအပင်ငရဲကိုသွားမယ်တဲ့ဒါမြတ်စွာဘုရားရှင်ကိုလိုပြန်ကြီးဟောတာနော်5မျိုးနဲ့နော်လက်နဲ့တွေထုတ်လို့ရောင်းချတာတွေနော်စိတ်တောက်လက်စိတ်တောက်တွေငွေသေးတာတွေနော်ဒိဋ္ဌန်တွေကိုတပ်ဖြတ်ဖို့မွေးမြူတာတွေနော်မွေးမြူတဲ့လူရောနော်ရောင်းဝဲတဲ့လူရောတပ်ဖြတ်တဲ့လူရောအတူတူပဲနောက်ပြီးတော့လူကုန်ကူးတာတွေအဲ့5မျိုးနဲ့ညီးတဲ့လူကအပြစ်ကြီးပဲဒါငရဲကိုတိုက်ရိုက်သွားမဲ့လူတွေတွန်းသူဒါနမှုတွေပြုတယ်ဒါနမှုတွေငရဲလုတ်ပြီးမှခံသွားနော်တီလားမရှိ